မင်္ဂလာပါကျွန်တော်ဒေါက်တာရဲပါကျွန်တော်ပြန်တွေ့ကြပြန်နော်ဒီနေ့မှာလည်းကျွန်တော်က skin top program အတွက် bioderma page မှာပေးထားတဲ့မိကုန်းလေးတွေကမိကုန်းတချို့ကိုဖြေသွားပေးမှာဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်ဒီနေ့ရဲ့ပထမဆုံးမိကုန်းလေးကိုတွားကြည့်လိုက်အောင်နော်အဲ့ဆိုတီဇွန်တစ်ဝိုက်မှာအစီပြန်ပြီးတော့ချွေးပေါက်ကျယ်တယ်စားဝက်ချန်စီကူးလေးတွေဘယ်ရောင်လေးကောင်းမလဲရှင်တဲ့โอเคဆိုတော့သူကကြတော့အဓိကပေါ့နော်ဒီတီဇွန်တစ်ဝိုက်မှာအစီပြန်တယ်နောက်ကစားဝက်ချန်လေးရှိတယ်နောက်ကကျအစီဘူးလေးလည်းရှိတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ကျွန်တော်ကရွေးပေးရမယ်ဆိုရင်တော့ကျွန်တော်ဒီ bioderma series ကအစိမ်းအောင် series ဖြစ်တဲ့ကျွန်တော်တို့ပေါ့နော် CBN series ကိုရွေးပေးခြင်းတယ်ပေါ့နော်အစီပြန်တာတက်တာဖို့အတွက်ဆိုရင်တော့ကျွန်တော်ကဒါပထမဆုံးအနေနဲ့ကကြတော့ clean water လေးကိုရွေးပေးရမယ်နော်အဲ့တော့ဒီ CBN H2 ဆိုရင်ကျွန်တော်တို့ဒီအစီကိုဖယ်ရှားပေးတဲ့ zinc ပါတယ်နောက်ကကျတော့ကျွန်တော်ဒီ pH balance ကိုထိန်းထားပေးရဖြစ်တဲ့ကြောင့်မို့မျက်နှာသားကိုအရန်6ပြသွားအောင်ဖြစ်တယ်တဲ့ကျွန်တော်ဒီမျက်နှာမှာရှိတဲ့အညစ်အကြေးတွေအစီကိုသူကတန့်စင်ပေးနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ CBN gel mousse လေးကိုယူပေးမယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့အဓိကသူ့မှာကျွန်တော်ဒီရေပြားအတွင်းပိုင်းထိကိုသူကတန့်စင်ပေးနိုင်တဲ့ copper sulfate ပါတယ်။နောက်ကကျတော့ဒီအစီကိုထိချုပ်ပေးနိုင်တဲ့ zinc sulfate ပါတယ်ပေါ့နော်။အဲ့အတွက်ကြောင့်မလို့သူကမျက်နှာမှာရှိတဲ့အစီတွေကိုသူကတိတရာတက်တာစေရပေါ့နော်။ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီသူကစားဝက်ချန်ရှိရဲ့အစီချွေးပေါက်လေးကြီးကျယ်တယ်ပေါ့နော်။အဲ့အတွက်ဆိုရင်တော့ကျွန်တော်ကဒီ CBN Kerato Plus moisturizer လေးကိုညွှန်းကျင်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ဒီ Kerato Plus မှာဆိုရင်ကျွန်တော်ဒီ salicylic acid ပါတယ်နောက်ကကျတော့ malic acid ester ပါဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီစားဝက်ချန်ကိုတိတရာတက်တာစေရပေါ့နော်။ဒီနေရာမှာကျွန်တော်မှာကျင်တာကကျတော့ကျွန်တော်အဓိကသူကတီးစုံမှာပေါ့နော်အဓိကဖြစ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီ Kerato Plus လေးကိုစသုံးတဲ့အခါမှာတီးစုံလေးကိုပဲတီးတန့်လိမ့်စေခြင်းနဲ့နောက်ကကျတော့တစ်ပတ်ကို2ကြိမ်3ကြိမ်တက်ပို့ပြီးတော့မလိမ့်စေခြင်းပေါ့နော်။ကျွန်တော်ကြံတဲ့ကောင်းနေတဲ့ skin နေရာမှာကျတော့အဓိကကိုသုံးနေကြ moisturizer လေးသုံးလို့လောက်ပါတယ်။ဒါဆိုရင်ကျွန်တော်အခုတွဲပေးထားတဲ့ဒီ3မျိုးလေးရာဆိုရင်ခုနကမေးထားတဲ့မိကွန်းအတွက် Sentimet skin care set လေးလို့ကျွန်တော်ယူဆပါတယ်။ဒါကဝက်ချက်လေးပေါက်ပြီးတော့မရတဲ့ချက်လေးကိုပါတယ်။အခုပြန်ပါ။နောက်မိကွန်းထူလားဟုတ်ရရလေ။ Okay နောက်မိကွန်းတစ်ခုကတော့ကျွန်တော်ဒီဝက်ချက်လေးပေါက်ပြီးတော့အမာယိုတွေကြံလေးလို့ဘာသုံးရမလဲတဲ့။ဆိုတော့ဒီမိကွန်းလေးကိုဖြေရမယ်ဆိုရင် तू ကပုံလေးပြပြီးနေတာဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့မျက်နှာကဝက်ချန်ထွက်လွယ်တဲ့အသားရည်ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့ကြောင့်မလို့ကျွန်တော်ဒီ cleansing step မှာဆိုရင်ကျွန်တော်ကCBN gel mousse active ဆိုတာလေးကိုညွှန်းချင်တယ်ပေါ့နော်။ဒါပဲဆိုတော့အဓိကသူ့မှာ A shape B shape ပါဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီဝက်ချန်ဟိုသူကတက်တာစီရယ်။နောက်ကကျတော့သူကအစီကိုထိမ့်ပြနိုင်တဲ့ zinc ပါဖြစ်တဲ့ကြောင့်မလို့သူကကျွန်တော်ဒီပေါ်မျက်နှာသားရည်အရန်6တွေ့သွားအောင်မဖြစ်တဲ့နဲ့ကျွန်တော်ဒီရေတက်ကိုထိန်းထားပေးနိုင်တယ်ပေါ့နော်။ moisturizer step အနေနဲ့ဆိုရင်တော့ကျွန်တော်ကဒီ CBN Kerato Plus ကိုညွှန်းချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ Kerato Plus မှာ salicylic acid ပါတယ်နောက်က malic acid ester ပါတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီဝက်ချန်နဲ့အမားကြီးကိုသူကတက်တာကြော့ပါစေရပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီ gel mousse active နဲ့ Kerato Plus တွဲသုံးတဲ့အခါမှာတတိတာစေချင်တာကကြတော့သူက exfoliating effect ပါတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီတစ်ပတ်ကို2ကြိမ်3ကြိမ်တက်ပို့ပြီးတော့မသုံးစေချင်ဘူးပေါ့နော်။နောက်တစ်ခုအနေနဲ့ကကြတော့ကျွန်တော်တို့ဒီမျက်နှာသားရည်ဒီ3ရင်နဲ့မှာအသားရည်6လာတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ moisturizer set လေးကိုပြန်ပြောင်းသင့်တယ်လို့ကျွန်တော်ယူဆပါတယ်။ဆိုတော့ခုနကနှစ်ခုဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ကိုယ့်ဘာကိုအိမ်မှာ skin care လေးလုပ်လို့ရတယ်။အဲ့တော့ဒီအမဲဆက်တွေပုံမဆိုးအောင်ဆိုရင်ကျွန်တော်က sunscreen လေးမဖြစ်မနေသုံးစေချင်တယ်ပေါ့နော်။ဒါပေမဲ့အခုကိုယ့်ဘာကိုအိမ်မှာခဲလုပ်ရင်လည်းမတက်တာဘူးဆိုရင်တော့ကျွန်တော်တို့ဒါစေကန်းပြပြီးတော့ treatment လေးလုပ်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်သိချင်တဲ့ဗီဒီယိုလေးတွေရှိရဆိုရင်ဒီဗီဒီယိုလေးအောက်မှာ comment လေးမှတ်ပြီးတော့မေးထားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်ဖြည့်ပေးသွားပါမယ်